ဟုတ်ကဲ့ဒီပုံလေးကတော့ကျွန်တော်150 kW inverter ပါကျွန်တော်တို့အဲ့ဒီ inverter ရဲ့အပေါ်ထောင်လေးမှာကျွန်တော် SSAD ဆိုတဲ့စာလေးပါပါတယ်သူကတော့ smart string level detection မှာသူ function တစ်ခုပို့လာတယ်ပေါ့ဟုတ်ဒါကတော့ကျွန်တော်တို့50 kW inverter လေးအသေးကိုကျွန်တော်ရှင်းပြတာပါသူမှတော့ဒီ function မပါဘူးပေါ့နော်ကျွန်တော်တို့ခုန150 kW ဒါ50 kW ဒါကတော့100 kW မှာလည်းဒီ SSAD ဆိုတဲ့ function မပါပါဘူးSSAD ကခုနပြောတဲ့ smart string level detection ပါကျွန်တော်ဒီ function လေးထည့်တဲ့အတွက်ကျွန်တော်တို့ fire safety fire hazard ကိုကျွန်တော်တို့level တစ်ခုနဲ့ကာကွယ်နိုင်ပါတယ်ဒီကောင်တော့ကျွန်တော်တို့ solar မှာတက်ထားတဲ့ bi-directional meter ပါကျွန်တော် solar ရဲ့ total output ကိုကျွန်တော် export actual energy မှာဖတ်ပြီးတော့ solar system ကနေညပြန်သုံးတဲ့ grid power ကိုတော့ကျွန်တော်တို့ဒီimport actual မှာ energy မှာဖတ်ပါတယ်ကျွန်တော်သုံးတဲ့ meter လေးပေါ့ဒါကတော့ကျွန်တော်ဒီခုန inverter stand လေးကိုပြတာပါကျွန်တော်တို့ဒီကောင်ကတော့ high voltage meter ပါကျွန်တော်တို့ grid power consumption ကိုတော့ဒီ 139.8.0 မှာဖတ်ပါတယ်ဒါကတော့ input channel ပါဒီ 2.8.0 ကတော့ export channel ပါကျွန်တော်တို့ portion နဲ့ဓာတ်အားတွေ transformer နေတဆင့်ကျွန်တော်တို့grid ကိုပို့တာပါ exact power ကိုပေါ့နော်ဒါတော့transformer 1500 kV ပါconservator type ပါ on load တက်ချိန်ကြပါကျွန်တော်တို့on load တက်ချိန်ကြနေနဲ့ကျွန်တော်ဒီကောင်ကတော့ကျွန်တော်တို့Huawei brand ကိုတုံးထားပါတယ် conservator type ပါအမှကျွန်တော်တို့အမြဲတမ်းဒါကတော့ညီငယ်တွေကိုကျွန်တော်တို့share နေတယ်ကျွန်တော် rooftop solar ပါကျွန်တော်ခေါင်းပေါ်တက်ပြီးရိုက်ပြတာပါ rooftop solar ဆင်ထားတဲ့ကျွန်တော် project တစ်ခုရဲ့ပုံလေးပါကျွန်တော်ဒီမှာပြချင်တာဒါတော့ Huawei ပါကျွန်တော် FRB Huawei ပါပြီးရင်ဒီဘက်ဘေးနားမှာရှင်းထားတာတော့ water pipeline ပြီးရင်ဗာလဲကျွန်တော်တို့ဒီဘက်က cable tree ပါကျွန်တော် Huawei နဲ့ water pipeline နဲ့ဒါရှင်းပြထားပါတယ်ဒါတော့ကျွန်တော် root ပေါ်တက်ပြီးတော့ညီငယ်တို့ကြည့်စေခြင်းနဲ့မြင်စေခြင်းလို့ပေါ့နော်တောင်းတန်ရုံဒူတွေကြော့တဲ့ဒီလို project မျိုးနဲ့ကြုံဖို့ခဲရင်ပါတယ်ဒါဒီပုံလေးမြင်ပြီးတော့လည်းဘူတုဒတစ်ခုတိုးသွားမယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်ကျွန်တော်အပင်ပန်းခံပြီးတက်ပေးထားပါတယ်ကျွန်တော် water pipeline ရှိပါတယ်ကျွန်တော်တို့ရဲ့ကတော့ water pipeline ကျွန်တော်တို့ဒီ water pipeline ကတော့ကျွန်တော် solar panel cleaning ပါsolar panel cleaning အတွက်ကိုကျွန်တော်တို့solar panel cleaning အတွက်ကျွန်တော်ဒီမှာ water tap တွေထုတ်ထားပါတယ်ဒီကနေအောက်မှာကျွန်တော်တို့လောက်ထားပါတယ်ကျွန်တော်တို့ pressure pump ရှိပါတယ် pressure pump ကနေပြီးတော့ရေးထွက်ပြီးကျွန်တော်တို့ solar panel cleaning လုပ်ပါတယ်ကျွန်တော်တော့ quarterly ပေါ့နော်ကျွန်တော်2တိုင်းလောက်တော့ကျွန်တော် plan ဆွဲထားပါတယ်အခု panel တွေကတော့ clean declean ဖြစ်နေပါတယ်ပြချင်တဲ့ဒါလေးကတော့ကျွန်တော် mounting clean လေးပါကျွန်တော်တို့ဒီကျွန်တော်တို့ roof ကတော့ကျွန်တော်တို့ 400 roof ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာအကုန်လုံးဒီ rooftop မှာတိုက်မှာဆင်ထားတဲ့ကျွန်တော်တို့ clip တွေကတော့အကုန်လုံးclipping တိုက်နဲ့ပဲကျွန်တော်တို့ install လုပ်ထားပါတယ်ကျွန်တော် punching ကျွန်တော်တို့လုပ်မထားပါဘူး leakage ကိုတက်တော့ပါညီငယ်တို့ပြောချင်တာကျွန်တော်ဒီမှာ cable tray ပါ DC cable တွေထဲမှာရှိပါတယ်DC cable tray ကတော့ at least ပေါ့နော်ကျွန်တော် must be 25% ကျွန်တော်တို့space ချန်ထားတင်ပါတယ်ကိုလင်းအတွက်ပါနောက်တစ်ခုဒါအရေးကြီးတာကျွန်တော်ဒါတော့ ESEE ပါတော့ကျွန်တော်တို့ air terminal ပါကျွန်တော်တို့ဟုတ်ညီငယ်တို့ကျွန်တော်ဒီလိုလေကားနေပြီးတော့ကျွန်တော်ပြင်ပန်းခံပြီးတော့ကျွန်တော်တက်ပြီးတော့ရိုက်ပေးထားပါတယ်နောက်လဲကျွန်တော်တို့လမ်းကြုံရင်ကြုံတယ်လို့ကျွန်တော်လမ်းကြုံကျွန်တော်တချို့ project လေးကျွန်တော်ညီငယ်တို့ကို share ပေးပါမယ်ကျေးဇူးတင်ပါတယ်